ဘယ်သူမှကျွန်တော်တို့ရဲ့ကြော်ညာစာတွေကိုမဖတ်ချင်ကြဘူးတော်တော်များများကကြော်ညာတစ်ပုဒ်ကိုတွေ့တဲ့အခါမှာစာဖတ်တာထက်စာထဲမှာဘာတွေပါလဲဆိုတဲ့အရာကို scan လုပ်ပြီးတော့ကြည်တာများတယ်ပြီးရင်2စက္ကန့်3စက္ကန့်ဝန်းကျင်အတွင်းမှာပဲကျွန်တော်တို့ရဲ့အုံနောက်ကဆုံးဖြတ်ပေးတယ်ဒီကြော်ညာကိုဆက်ပြီးတော့ကြည်မလားဒါမှမဟုတ်ရင်ကြော်သွားမလားဆိုတဲ့အရာမေးစရာရှိတာကဆက်ပြီးတော့ကြည်နေဖို့ရအတွက်ဘာတွေလိုတာလဲကျွန်တော်တို့ရဲ့ logo တွေကောင်းကောင်းဖြစ်ဖို့လိုတာလားဒီ design တွေကပို့ပြီးတော့လှနေဖို့လိုတာလားဒါမှမဟုတ်ကျွန်တော်တို့ရဲ့ဒီ brand color တွေကဘယ်လိုမျိုးဖြစ်နေဖို့လိုတာလဲသူတို့ဆက်ပြီးတော့နေဖို့အတွက်အရေးကြီးဆုံးအရာကပထမဆုံးစာကြောင်းပဲဖြစ်ပါတယ်အကယ်၍သာပထမဆုံးစာကြောင်းဒီကိုယ့်ရဲ့ business အကြောင်းကိုယ့်ရဲ့ product အကြောင်းကိုယ့်ရဲ့ brand အကြောင်းဖြစ်မယ်ဆိုရင်တော်တော်များများကကြော်သွားကြပါတယ်အကယ်၍သာဒီစာကိုဖတ်နေတဲ့သူရဲ့အကြောင်းဒီစာကိုဖတ်နေတဲ့သူရဲ့အတွက်ဆိုရင်တော့အဲ့ဒီကြော်ညာကိုဆက်ပြီးတော့သူတို့ဖတ်ပါတယ်